ဒီနေ့ကတော့ကိုဖြိုးရဲ့ဒီလင်းလေးအသက်ဆမ်းမဲ့နေ့ပေါ့နော်ပြန်ဆမ်းရမှာပေါ့ဒီကောင်လေးဒါလေးရထုံးစံတိုင်းတင်အဟောင်းလေးပေါ့နော်ဒီဘက်ကလင်းဖော့လင်းမြဒီသူရေခဲဘုံဖော့သူလွှာဆောက်ထားတယ်ဒီကောင်လေးကနည်းနည်းကြီးတယ်ဒီကောင်ဆောက်ထား3နှစ်လောက်ရှိပေါ့နော်ဒီကောင်လေးကအစ်စ်ကလေးဟိုရက်ကမှဆမ်းပြရပါနောက်ရက်သူပြန်ဆမ်းနိုင်တယ်ဗီဒီယိုရိုက်ပြီးတင်ပေးပါပေါ့နော်Alo Javi.ကောင်းတယ်ဗျာရှီကန်နဲ့သွားနေပြီအေးကန်ပါဒါကိုဖြိုးရဲ့18လက်မအရွယ်လေးပေါ့နော်သူစောက်ထားနည်းနည်းလေးတော့လေးနေပေါ့နော်ပုံမှန်ဆက်ဒါပေမဲ့မစိုးပါဘူးနော်ပြန်လာပိတ်ဒီချက်နည်းနည်းတင်နိုင်ပိုကောင်းမှာပေါ့ဒီကောင်လေးပေါ့နော်ညာမိုက်ကျွန်တော်တို့ကြိုက်ပါတယ်ဇိုင်းလေးလက်ချစ်စရာလေးပေါ့နော်ဒီကောင်လေးပေါ့ကျွန်တော်နဲ့တူတူတစ်မျိုးတည်းမှရှိရဆိုလို့တူပဲရှိတယ်ကျန်တဲ့ကောင်တွေကလှုပ်ပြီးသွားလှုပ်နေကြတယ်ဒါလေးကဘီဂင်နာတွေအတွက်အရန်ဆောက်လို့လွယ်တဲ့လေရင်လေးပေါ့နော်အရန်ခက်ခဲရမပါဘူးပေါ့